လူတိုင်းအဆင့်အတန်းမြင့်ချင်ကြပါလေအဆင့်အတန်းမြင့်တဲ့လူကိုလူတွေကပို့ပြီးလေးစားကြတယ်အဆင့်အတန်းဆိုတာကိုအင်မတန်စိတ်ဝင်စားကြတယ်သူအဆင့်အတန်းဘလောက်ကိုယ်အဆင့်အတန်းဘလောက်ဆိုပြီးတွေးတောတတ်ကြတယ်တယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာလည်းအဆင့်အတန်းကိုကြည့်ပြီးဆက်ဆံကြတယ်အဆင့်အတန်းနဲ့ရင်လေးလေးစားစားမဆက်ဆံဘူးဒါပေမဲ့စဉ်းစားစရာကောင်းတာကအဆင့်အတန်းဆိုတာကိုဘာနဲ့တိုင်းတာတာလဲငွေဘွယ်တူယာတူးနဲ့တိုင်းတာမှာလားစိတ်နေသဘောထားအသိဉာဏ်အကျင့်စာရိတ္တနဲ့တိုင်းတာမှာလားအားလုံးကိုအဆင့်အတန်းမြင့်တဲ့လူတွေဖြစ်စေချင်ပါလေအဆင့်အတန်းဆိုတာနဲ့ပတ်သက်ပြီးဆရာတော်တွေးမိသမျှကိုပြောပြလိုက်ပါနဲ့စာဖတ်သူရဲ့အမြင်နဲ့မတူတာလည်းပါမယ်တူတာလည်းပါမယ်အဓိကအချက်ကလေးလေးနက်နက်စဉ်းစားဖို့ပါပဲဆရာတော်ဦးစောတိကရေးတဲ့ဘဝကြီးအဆင့်တန်းသဘောထားကြီးပါလေဆိုတဲ့စာအုပ်ထဲကနေပြီးမှတန်ဖိုးထားတာနေနေဘဝနေနေဆိုတဲ့အပိုင်းလေးကိုဖတ်ပြကြပါမယ်ဘဝအဆင့်တန်းနှိမ့်ကြလို့ရှိရင်လောကဟာလည်းအင်မတန်ကုန်နေတဲ့ quality အင်မတန်နှိမ့်တဲ့လောကပဲဖြစ်မယ်အခုနပြောသလိုပဲတီကောင်ရဲ့လောကနဲ့လိပ်ပြာရဲ့လောကမတူဘူးလိပ်ပြာတစ်ကောင်ရဲ့လောကနဲ့ငှက်ကလေးတစ်ကောင်ရဲ့လောကဟာလည်းမတူဘူးငှက်ကလေးရဲ့လောကနဲ့ကြောင်ကလေးရဲ့လောကကလည်းမတူဘူးအစင်စင်ကွာသွားတာပါပဲအဲ့ဒီတော့ level of being နှိမ့်လေးသူ့လောကဟာလည်းနှိမ့်လေးပဲဆိုရမှာပါ level of being နှိမ့်လို့ရှိရင်ဘဝအဆင့်တန်းနှိမ့်လို့ရှိရင်အင်မတန်ချွတ်တဲ့ဘဝမျိုးကိုပဲနေထိုင်လို့ရပါမယ်အဲ့ဒီတော့ကိုဘဝမချွတ်တဲ့စေခြင်းရင်ဘယ်နဲ့လုံးမလဲကိုဘဝအဆင့်တန်းကိုဘာသာကိုမြင်ရမယ်နော်ဘဝအဆင့်တန်းဆိုတာလူနေမှုအဆင့်တန်းမဟုတ်ဘူးနော်အိမ်ကောင်းကောင်းကားကောင်းကောင်းကိုပြောတာမဟုတ်ဘူးစိတ်ဓာတ်နဲ့အသိဉာဏ်ကိုပြောတာလောကကြီးကတော့သူ့ငကိုအရှိတိုင်းပဲသူရှိနေတာပါပဲဒါပေမဲ့ခန္ဓာကိုယ်လိုအပ်ချက်လောက်ကိုပဲအဓိကထားပြီးတော့နေမယ်ဆိုရင်ကောင်းကောင်းကြားရဖို့ကောင်းကောင်းမြင်ရဖို့ကောင်းကောင်းစားရဖို့ကောင်းကောင်းဝတ်ရဖို့ကောင်းကောင်းနေထိုင်ရဖို့အာယုံ၅ပါးကိုကောင်းကောင်းခံစားနိုင်ဖို့ဒါပဲအဓိကထားပြီးတော့စဉ်းစားနေမယ်ဆိုရင်ဒီခန္ဓာကိုယ်တက်တာမှုရှိဖို့ချမ်းသာဖို့လောက်ပဲအဓိကထားပြီးတော့နေမယ်ဆိုရင်သို့မဟုတ်ရင်လည်းခေတ်အခြေအနေပတ်ဝန်းကျင်အခြေအနေရသူတွေ့နေရတဲ့ကိစ္စတွေထဲမှာပဲသူကန့်သတ်မှုရှိပြီးတော့နေမယ်ဆိုရင်အဲ့ဒီလိုဟာအင်မတန်ချွတ်တက်ပြီးတော့ခြေနဲ့စရာမရှိတဲ့ဘဝမျိုးကိုပဲသူဆွဲဆောင်မိမှာပဲကိုတန်ဖိုးထားတာနှိမ့်ရင်နှိမ့်တဲ့ဘဝမျိုးကိုပုံဖော်မိမယ်ဒီအဓိပ္ပာယ်လေးကိုသိချချက်ပြီးစဉ်းစားကြည့်ပါလူမှာတဘာဝအများကြီးရှိတယ်ခဏခဏပြောဘူးပါတယ်လူမှာတိရစ္ဆာန်တဘာဝလည်းရှိတယ်လူတဘာဝလည်းရှိတယ်အဲ့ဒီလိုနှစ်ပိုင်းရှိတဲ့အထက်ကကိုကခန္ဓာကိုယ်လိုအပ်ချက် biological need လောက်ကိုပဲဦးစားပေးပြီးနေတော့မယ်ဆိုရင်ကိုဘဝဟာတိတ်ချင်းမြောင်းနေမယ်တစ်ဖက်ကအသိဉာဏ် intellectual နဲ့ပတ်သက်တဲ့ need လိုအပ်ချက်တွေလည်းရှိမယ်ခံစားမှု emotional ပတ်သက်တဲ့ need လိုအပ်ချက်တွေလည်းရှိမယ်မြင့်မြတ်မှုကိုလိုအပ်တဲ့ spiritual need လည်းရှိမယ်ဥပမာမေတ္တာဂရုဏာကိုချင်းစာတရားအမှန်တရားကိုသိမြင်မှုလွတ်လပ်မှုဆိုတော့အသိဉာဏ်အတွေးခေါ်နဲ့ပတ်သက်တာစာပေဗဟုသုတအမျိုးမျိုးကိုသင်ကြားလေ့လာဖို့ဆိုတဲ့လိုအပ်ချက်တွေလည်းရှိတယ်နော်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ်ပိုင်းဆိုင်ရာကိုရဖို့ဒါလည်းလိုအပ်ချက်တစ်ခုဖြစ်တယ်နော်မြင့်မြတ်တဲ့အသိဉာဏ်နဲ့စိတ်ဓာတ်ပိုင်းချို့တက်နေမယ်ဆိုရင်လူဘဝဟာအေးချမ်းတဲ့ဘဝမဖြစ်နိုင်တော့ဘူးမအေးချမ်းတဲ့ဘဝပဲဖြစ်လိမ့်မယ်ဒုက္ခတွေအင်မတန်များတဲ့ဘဝဖြစ်လာလိမ့်မယ်စားဝတ်နေရေးခက်ခဲတဲ့လူစားလောက်မှမရတဲ့သူကတော့သူ့ဘဝအဆင့်မြင့်လာဖို့အင်မတန်မှခက်ရင်မယ်သို့တော့အတင်းစားဝတ်နေရေးပြည့်စုံမယ်ဆိုရင်ကိုကအသိဉာဏ်ရှိလို့ရှိရင်ကိုရဲ့အသိဉာဏ်နဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးသွားလို့ရတယ်အသိဉာဏ်နဲ့စိတ်ဓာတ်မြင့်သွားလေလောကကြီးဟာပို့ပြီးတော့နှက်နေလာလေအဓိပ္ပာယ်တွေအင်မတန်နှက်နေလာလေပါမယ်